မင်္ဂလာပါဗျာဒီနေ့ကြက်ဟင်ကတိကြောချင်မောင်ကြောငပိရတွတ်ဆက်စုံနေမလားထုံးစံအတိုင်းလာပြီးစားမှာဖြစ်ပါတယ်ခင်ဗျာငပိရလည်းထုံးစံအတိုင်းထဲမယ်နော်ငငယ်ချင်းတို့ငပိရပြလေးပဲငငယ်ချင်းတို့မွေးနေပဲအနေနဲ့တက်တော့ဗိုက်စာနေအရသာဘလို့လာမသိနော်ဟိုးငပိဆက်ဆွဲလေးနဲ့တွတ်ဆက်စုံနေဆိုပါကြာအရန်ကြိုက်တယ်ဒီနေ့တော့ကျွန်တော်ချင်မောင်ကြောနဲ့နေစားချင်အောင်ဆိုတော့လေချင်မောင်ကြောမြများလေးနဲ့ကျွန်တော်နေစားမှာနော်ချင်မောင်ကြောမစားရကြပြီငငယ်ချင်းတို့ဒီမျိုးကြက်တခါစားတာအားမေးလဲဒီမျိုးချင်မောင်ကြောလေဒီမျိုးကျွန်တော်ကနေပြီးတော့အားရပါစားခြင်းလားဒီစားခြင်းတာတကယ်ကျွန်တော်ချင်မောင်ကြောဒီလိုမျိုးနဲ့ထားပြီးတော့အားရပါစားခြင်းတာပေါ့နော်ကြားနေပြီကိုရီးယားဟိုမအားတော့လေအဲ့လိုမလုပ်စားဖြစ်တာအခုကျမှဒီလိုအချိန်နေရလို့စားဖြစ်ရနော်ကျွန်တော်အားရပါစားမှဖြစ်ပါနော်ဒါကျဟင်ခါဒီကြောနော်ကျွန်တော်မခေါင်းကြောထားတဲ့လူတိုင်းစားလို့ရတယ်လို့ထင်တယ်ခင်ဗျာကဲအရသာဘလို့လဲဆိုစမ်းကြည့်မနော်ပျော်ရင်းနဲ့တေးတော့ဆိုတော့ကြားနေနေကြည့်တော့ဝါအရင်သာရှိဗျာညလည်းနုဒီနေ့သမီးတော့မေးငါဒီเราชิมมันเยอะเนี่ยครับเราไอ้ไปสตาร์ก่อนยังดีเซนจะใกล้เสร็จแล้วจะให้งานอยู่ถ้าชอบเลยจดฮะตาก่อนมะขาวအရင်ကြိုက်တယ်မြင်ဒီပင်မဆန်ထားကြ